တန်ရုပ်ပါဠိတော်မြန်မာပြန်ဒုတိယတွင်စာမျက်နှာ73အပိုက်ခွန်ယဟန်တို့ဆွဲလန်းမှုကြောင့်ဖြစ်သောတောင့်တခြင်းကို၎င်းမဆွဲလန်းမှုကြောင့်ဖြစ်သောမတောင့်တခြင်းကို၎င်းသင်တို့အားဟောကြားအံ့နာကုန်လောကောင်းစွာနှလုံးသွင်းကြကုန်လောဟောပေအံ့ဟုမိန့်တော်မူ၏ယဟန်တို့အဘယ်သို့လျှင်ဆွဲလန်းမှုကြောင့်ဖြစ်သောတောင့်တခြင်းဖြစ်သည်နည်းယဟန်တို့ဤလောက၌အကြမြင်မရှိသောအရိယာတို့ကိုမဖူးမြင်ဘူးသောအရိယာတရား၌မလိမ္မာသောအရိယာတရား၌မယဉ်ကျေးသောသူတော်ကောင်းတို့ကိုမဖူးမြင်ဘူးသောသူတော်ကောင်းတရား၌မလိမ္မာသောသူတော်ကောင်းတရား၌မယဉ်ကျေးသောပုထုဇဉ်သည်ယုတ်ကိုအတ္တဟု၍ရှု၏ယုတ်ရှိသောအတ္တဟု၍သော၎င်းအတ္တ၌ယုတ်ဟု၍သော၎င်းယုတ်၌အတ္တဟု၍သော၎င်းရှု၏ထိုသူ၏ထိုယုတ်သည်ဖောက်ပြန်၏တစ်မျိုးတစ်ဖုံဖြစ်၏ထိုသူကယုတ်ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့်ရုပ်ဖောက်ပြန်ခြင်းသို့ဆင်းလိုက်သောဝိညာဉ်ဖြစ်၏ထိုသူအားရုပ်ဖောက်ပြန်ခြင်းသို့ဆင်းလိုက်ခြင်းကြောင့်ဖြစ်ကုန်သောတောင့်တမှုအာဟုသောတရားစုတို့သည်စိတ်ကိုသိမ်းကျုံ၍တည်ကုန်၏စိတ်ကိုသိမ်းကျုံ၍တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းဖြစ်၏ပင်ပန်းခြင်းရှိသည်လည်းဖြစ်၏ငဲ့ကွယ်ခြင်းရှိသည်လည်းဖြစ်၏ဆွဲလန်း၍လည်းတောင့်တ၏ခံစားမှုဝေဒနာကိုအတ္တဟု၍ရှု၏ဝေဒနာရှိသောအတ္တဟု၍၎င်းအတ္တ၌ဝေဒနာဟု၍သော၎င်းဝေဒနာ၌အတ္တဟု၍သော၎င်းရှု၏ထိုသူ၏ထိုခံစားမှုဝေဒနာသည်ဖောက်ပြန်၏တစ်မျိုးတစ်ဖုံဖြစ်၏ထိုသူ၏ထိုဝေဒနာသည်ဖောက်ပြန်ခြင်းဖြင့်တစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့်ဝေဒနာဖောက်ပြန်ခြင်းသို့ဆင်းလိုက်သောဝိညာဉ်သည်ဖြစ်၏ထိုသူအားဝေဒနာဖောက်ပြန်ခြင်းသို့ဆင်းလိုက်ခြင်းကြောင့်ဖြစ်ကုန်သောတောင့်တမှုအာဟုသောတရားစုတို့သည်စိတ်ကိုသိမ်းကျုံ၍တည်ကုန်၏စိတ်ကိုသိမ်းကျုံ၍တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းဖြစ်၏ပင်ပန်းခြင်းရှိသည်လည်းဖြစ်၏ငဲ့ကွယ်ခြင်းရှိသည်လည်းဖြစ်၏ဆွဲလန်း၍လည်းတောင့်တ၏မှတ်သားမှုသင်ညာကိုအတ္တဟု၍ရှု၏ပြုပြင်မှုသင်္ခါရတို့ကိုအတ္တဟု၍ရှု၏ပြုပြင်မှုသင်္ခါရရှိသောအတ္တဟု၍သော၎င်းအတ္တ၌ပြုပြင်မှုသင်္ခါရတို့ဟု၍သော၎င်းပြုပြင်မှုသင်္ခါရတို့၌အတ္တဟု၍သော၎င်းရှု၏ထိုသူ၏ထိုပြုပြင်မှုသင်္ခါရတို့သည်ဖောက်ပြန်ကုန်၏တစ်မျိုးတစ်ခုံဖြစ်ကုန်၏ထိုသူ၏ထိုပြုပြင်မှုသင်္ခါရတို့ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့်ပြုပြင်မှုသင်္ခါရဖောက်ပြန်ခြင်းသို့ဆင်းလိုက်သောဝိညာဉ်သည်ဖြစ်၏ထိုသူအားပြုပြင်မှုသင်္ခါရတို့ဖောက်ပြန်ခြင်းသို့ဆင်းလိုက်ခြင်းကြောင့်ဖြစ်ကုန်သောတောင့်တမှုအာဟုသောတရားစုတို့သည်စိတ်ကိုသိမ်းကျုံ၍တည်ကုန်၏စိတ်ကိုသိမ်းကျုံ၍တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းဖြစ်၏ပင်ပန်းခြင်းရှိသည်လည်းဖြစ်၏ငဲ့ကွယ်ခြင်းရှိသည်လည်းဖြစ်၏ဆွဲလန်း၍လည်းတောင့်တ၏ဝိညာဉ်ကိုအတ္တဟု၍ရှု၏ဝိညာဉ်ရှိသောအတ္တဟု၍သော၎င်းအတ္တ၌ဝိညာဉ်ဟု၍သော၎င်းဝိညာဉ်၌အတ္တဟု၍သော၎င်းရှု၏ထိုသူ၏ထိုဝိညာဉ်သည်ဖောက်ပြန်၏တစ်မျိုးတစ်ဖုံဖြစ်၏ထိုသူအားဝိညာဉ်ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့်ဝိညာဉ်ဖောက်ပြန်ခြင်းသို့ဆင်းလိုက်သောဝိညာဉ်သည်ဖြစ်၏ထိုသူအားဝိညာဉ်ဖောက်ပြန်ခြင်းသို့ဆင်းလိုက်ခြင်းကြောင့်ဖြစ်ကုန်သောတောင့်တမှုအာဟုသောတရားစုတို့သည်စိတ်ကိုသိမ်းကျုံ၍တည်ကုန်၏စိတ်ကိုသိမ်းကျုံ၍တည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းဖြစ်၏ပင်ပန်းခြင်းရှိသည်လည်းဖြစ်၏ငဲ့ကွယ်ခြင်းရှိသည်လည်းဖြစ်၏ဆွဲလန်း၍လည်းတောင့်တ၏ယဟန်တို့ဤသို့လျှင်ဆွဲလန်းမှုကြောင့်ဖြစ်သောတောင့်တခြင်းဖြစ်၏ယဟန်တို့အဘယ်သို့လျှင်မဆွဲလန်းမှုကြောင့်ဖြစ်သောမတောင့်တခြင်းဖြစ်သည်နည်းယဟန်တို့ဤလောက၌အကြမြင်ရှိသောအရိယာတို့ကိုဖူးမြင်ဘူးသောအရိယာတရား၌လိမ္မာသောအရိယာတရား၌ယဉ်ကျေးသောသူတော်ကောင်းတို့ကိုဖူးမြင်ဘူးသောသူတော်ကောင်းတရား၌လိမ္မာသောသူတော်ကောင်းတရား၌ယဉ်ကျေးသောအရိယာတပိသည်ယုတ်ကိုအတ္တဟု၍မရှုယုတ်ရှိသောအတ္တဟု၍သော၎င်းအတ္တ၌ယုတ်ဟု၍သော၎င်းယုတ်၌အတ္တဟု၍သော၎င်းမရှုထိုသူ၏ထိုယုတ်သည်ဖောက်ပြန်၏တစ်မျိုးတစ်ဖုံဖြစ်၏ထိုသူအားယုတ်ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့်ယုတ်ဖောက်ပြန်ခြင်းသို့ဆင်းလိုက်သောဝိညာဉ်မဖြစ်ထိုသူအားယုတ်ဖောက်ပြန်ခြင်းသို့ဆင်းလိုက်ခြင်းကြောင့်ဖြစ်ကုန်သောတောင့်တမှုအာဟုသောတရားစုတို့သည်စိတ်ကိုသိမ်းကျုံ၍မတည်ကုန်စိတ်ကိုသိမ်းကျုံ၍မတည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းမဖြစ်ပင်ပန်းခြင်းရှိသည်လည်းမဖြစ်ငဲ့ကွယ်ခြင်းရှိသည်လည်းမဖြစ်ဆွဲလန်းမှု၍လည်းမတောင့်တခံစားမှုဝေဒနာကိုအတ္တဟု၍မရှုဝေဒနာရှိသောအတ္တဟု၍သော၎င်းအတ္တ၌ဝေဒနာဟု၍သော၎င်းဝေဒနာ၌အတ္တဟု၍သော၎င်းမရှုထိုသူ၏ထိုခံစားမှုဝေဒနာသည်ဖောက်ပြန်၏တစ်မျိုးတစ်ဖုံဖြစ်၏ထိုသူအားခံစားမှုဝေဒနာဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံဖြစ်ခြင်းကြောင့်ခံစားမှုဝေဒနာဖောက်ပြန်ခြင်းသို့ဆင်းလိုက်သောဝိညာဉ်သည်မဖြစ်ထိုသူအားခံစားမှုဝေဒနာဖောက်ပြန်ခြင်းသို့ဆင်းလိုက်ခြင်းကြောင့်ဖြစ်ကုန်သော
တောင်းတမှုအကုသိုလ်တရားစုတို့သည်စိတ်ကိုသိမ့်ညွှန်း၍မတည်ကုန်စိတ်ကိုသိမ့်ညွှန်း၍မတည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းမဖြစ်ပင်ပန်းခြင်းရှိသည်လည်းမဖြစ်ငဲ့ကွယ်ခြင်းရှိသည်လည်းမဖြစ်ဆွဲလန်းမှု၍လည်းမတောင်းတမှတ်သားမှုတင်ညာကိုပြုပြင်မှုသင်္ခါရတို့ကိုအတ္တဟူ၍မရှိပြုပြင်မှုသင်္ခါရရှိသောအတ္တဟူ၍တော်၎င်းအတ္တ၌ပြုပြင်မှုသင်္ခါရတို့ဟူ၍တော်၎င်းပြုပြင်မှုသင်္ခါရတို့၌အတ္တဟူ၍တော်၎င်းမရှိထိုသူ၏ထိုပြုပြင်မှုသင်္ခါရတို့သည်ဖောက်ပြန်ကို၏တစ်မျိုးတစ်ပုံဖြစ်ကို၏ထိုသူအားပြုပြင်မှုသင်္ခါရဖောက်ပြန်ခြင်းတစ်မျိုးတစ်ပုံဖြစ်ခြင်းကြောင့်ပြုပြင်မှုသင်္ခါရတို့ဖောက်ပြန်ခြင်းသို့အစဉ်လိုက်သောဝိညာဉ်မဖြစ်ထိုသူအားပြုပြင်မှုသင်္ခါရတို့ဖောက်ပြန်ခြင်းသို့အစဉ်လိုက်ခြင်းကြောင့်ဖြစ်ကုန်သောတောင်းတမှုအကုသိုလ်တရားစုတို့သည်စိတ်ကိုသိမ့်ညွှန်း၍မတည်ကုန်စိတ်ကိုသိမ့်ညွှန်း၍မတည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းမဖြစ်ပင်ပန်းခြင်းရှိသည်လည်းမဖြစ်ငဲ့ကွယ်ခြင်းရှိသည်လည်းမဖြစ်ဆွဲလန်းမှု၍လည်းမတောင်းတဝိညာဉ်ကိုအတ္တဟူ၍မရှိဝိညာဉ်ရှိသောအတ္တဟူ၍တော်၎င်းမရှိထိုသူ၏ထိုဝိညာဉ်သည်ဖောက်ပြန်ဤတစ်မျိုးတစ်ပုံဖြစ်၏ထိုသူအားဝိညာဉ်ဖောက်ပြန်ခြင်းတစ်မျိုးတစ်ပုံဖြစ်ခြင်းကြောင့်ဝိညာဉ်ဖောက်ပြန်ခြင်းသို့အစဉ်လိုက်သောဝိညာဉ်သည်မဖြစ်ထိုသူအားဝိညာဉ်ဖောက်ပြန်ခြင်းသို့အစဉ်လိုက်ခြင်းကြောင့်ဖြစ်ကုန်သောတောင်းတမှုအကုသိုလ်တရားစုတို့သည်စိတ်ကိုသိမ့်ညွှန်း၍မတည်ကုန်စိတ်ကိုသိမ့်ညွှန်း၍မတည်ခြင်းကြောင့်ထိတ်လန့်ခြင်းရှိသည်လည်းမဖြစ်ပင်ပန်းခြင်းရှိသည်လည်းမဖြစ်ငဲ့ကွယ်ခြင်းရှိသည်လည်းမဖြစ်မဆွဲလန်းမှု၍လည်းမတောင်းတရန်တို့ဤသို့လျင်မဆွဲလန်းမှုကြောင့်ဖြစ်သောမတောင်းတခြင်းဖြစ်၏ဟုမိန့်တော်မူ၏သာဓုသာဓုသာဓု